တက်ချုပ်ယာတို့ကအနားယူလိုက်တဲ့မင်းအောင်လှိုင်ကတော့ဒေါ်အောင်ဆန်းစုကြည်ကိုတင်ကြံမှာလွတ်ပေးမဲ့တဲ့တင်းအတီးရကြကိုထွက်ပေါ်လာနေပါတယ်။တနိုင်ငံလုံးပြည်သူတွေအယမ်းရင်ခုန်နေကြပါပြီ။နောက်ထပ်သတင်းကတော့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများကိုလွတ်ပေးရန်လူငယ်များကိုပေါ်တာဆွဲခြင်းနဲ့စစ်မှုထမ်းခိုင်းခြင်းမပြုလုပ်ရန်အပါအဝင်နိုင်ငံရေးအကျက်အတဲဖြည့်ရှင်ရေးအချက်9ချက်ပြည်တွင်းနိုင်ငံရေးအင်အားစု PCB တောင်းဆိုလိုက်ပါပြီ။ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများကိုလွတ်ပေးရန်လူငယ်များကိုပေါ်တာဆွဲခြင်းနဲ့စစ်မှုထမ်းခိုင်းခြင်းမပြုလုပ်ရန်အပါအဝင်နိုင်ငံရေးအကျက်အတဲဖြည့်ရှင်ရေးအချက်9ချက်ကိုနိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ Political Coordination Body PCB ကယနေ့ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။အဆိုပါနိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ Political Coordination Body PCB တွင်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှဥက္ကဋ္ဌဦးညွန့်လွင်88မျိုးဆက်ကျောင်းသားကောင်ဆောင်ဦးမြအေးရခိုင်အမျိုးသားပါတီဥက္ကဋ္ဌလည်းဖြစ်ရခိုင်နိုင်ငံရေးသမားလည်းဖြစ်သူဦးတာထွန်းလာလူကဦးဆောင်ပါဝင်ထားပါတယ်။ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနှင့်ရခိုင်နိုင်ငံရေးပါတီတို့သည်2020ရွေးကောက်ပွဲတွင်အနိုင်ရတိုင်းရင်းသားပါတီများဖြစ်ပြီးအကြမ်းဖက်စစ်တပ်ထံတွင်နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းမပြုခဲ့သောတိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်ပါတယ်။မြန်မာပြည်တွင်အခြေချထားသော PCB အစုအဖွဲ့အနေဖြင့်တိုင်းပြည်အရင်ခံပြဿနာများကိုဖြေရှင်းရန် Federal Democracy ပြည်ထောင်စုတည်ဆောက်ရန်နှင့်ပြည်သူတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍မူဝါဒတူညီသည့်အဖွဲ့အစည်းများလူပုဂ္ဂိုလ်များက2023ခုနှစ်မှာစတင်ကညှိနှိုင်းခဲ့ကြပြီးနောက်2026ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့တွင် PCB ကို Federal Democracy ပြည်ထောင်စုပေါ်ပေါက်ရေး Federal Democracy ကိုအာမနာတည်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးသက်ဆိုင်သူအားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများပါတစဉ်ပဋိကပ္ပများကိုဖြေရှင်းရေး Federal Democracy ဖော်ဆောင်မည့်မိတ်ပတ်များနဲ့ပူးပေါင်းဆောင်ရွက်ရေးရည်ရွယ်ချက်များဖြင့်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟုသိရှိရပါသည်။ယင်းအပြင်နိုင်ငံရေးအချက်အတဲဖြေရှင်းရေးတောင်းဆိုချက်9ချက်ဖြင့်အနှစ်သာရရှိသောနိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာစေရန်နှင့်အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက် PCB ကတောင်းဆိုထားပါတယ်။ PCB ကတောင်းဆိုသောအချက်များတွင်ဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ရန်လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နှင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များကိုအာမနာရန်လူငယ်များကိုအထင်အပ်မှတပ်သားစုဆောင်ခြင်းနှင့်စစ်မှုထမ်းခိုင်းခြင်းများလုံးဝမပြုလုပ်ရန်အရသားများထိခိုက်စေမည့်စစ်ရေးဆောင်ရွက်ချက်များနှင့်ဘာသာရေးအဆောက်အဦဆေးရုံကျောင်းများကိုတိုက်ခိုက်ခြင်းများရှောင်ရှားရန် CDM များအပေါ်အရေးယူမှုများမလုပ်ရန်နှင့်ပြည်သူတို့၏လွတ်လပ်စွာတွာလာခွင့်အသက်မွေးဝမ်းကြောင်းခွင့်များကိုမပိတ်ပင်ရန်စစ်ပေးတင်ပြည်သူများကိုကုစားရေးနှင့်လူသားချင်းစာနာရေးအကူအညီများအတွက်နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရန်တောင်းဆိုထားပါတယ်။ထို့အပြင်ပြည်ပတောင်အင်အားစုများဂုံတိတ်ခရှိနေရပြန်နိုင်မည့်အခင်းချင်းဖို့ဆောင်ရန်သက်ဆိုင်သူအားလုံးပါဝင်သည့် Federal Democracy ဦးတည်သည့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေးကြိုးစားရန်နိုင်ငံရေးဆွေးနွေးပွဲများအောင်မြင်ရန်အာဆီယံကုလသမဂ္ဂနှင့်အိမ်နီးချင်းနိုင်ငံများအပါအဝင်နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရန်ဆက်လက်တောင်းဆိုထားပါတယ်။တိုင်းပြည်အရင်ခံပြဿနာများကိုဖြေရှင်းနိုင်မှာနိုင်ငံသားအားလုံး၏အခြေခံလူအခွင့်အရေးများကိုအာမနာတည်ပြီးအားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းမှသာဖြစ်နိုင်မယ်ဟု PCB ကအလေးအနက်ယုံကြည်ကြောင်းဖော်ပြထားပါတယ်။